ဒီကျတော့အိတ်တလုံးချုပ်ပြီးဆိုရင်နော်အိတ်ကအပြင်ဘက်ကိုပဲလှပအောင်လုပ်လို့မရအောင်အိတ်ကအတွင်းဘက်ကိုပါလှပအောင်ချုပ်ရတယ်အဲ့ဒါကဘာကြောင့်လဲဆိုတဲ့အခါကျတော့ကိုလိုပဲကိုချင်းစားတဲ့စိတ်နဲ့ထားရတယ်တကယ်လို့ကိုစီက customer တယောက်ကဝယ်သွားတယ် okay အပြင်မှန်းတော့လှပြီးတော့ဝယ်သွားလိုက်တယ်ဒါပေမဲ့အထဲကျတော့မတတ်မရက်နဲ့ဇစ်ချုပ်ထားတာတွေကအစအားလုံးဘာမှတတ်ရမရှိဘူးဆိုလို့ရှိရင်ဒီဝယ်ယူသူကလည်းနောက်တစ်ခါကိုစီလာမှာလည်းမဟုတ်ဘူးအဲ့တော့ဘာလုပ်ရလဲဆိုတော့ကိုကဝါသနာပါလို့ပဲချုပ်တည်ဖြစ်စေကိုကိုယ်တိုင်ကင်မာမလို့ချုပ်တည်ဖြစ်စေအလုပ်တစ်ခုကိုစလုပ်တဲ့ကတခါတည်းစနစ်တကျနဲ့တက်ရက်လှပစွာချုပ်တတ်တဲ့အကျင့်ကိုမွေးမြူရတယ်ဒီတိုင်းနဲ့ကတော့မရအောင်เนาะအဲ့လိုမွေးမြူပြီးတော့မှဒီချက်တို့ကလောက်ရတာအဲ့တော့အခုဒီချက်တင်တန်းမှာဆိုလို့ရှိရင်เนาะဒီချက်ကဒါအပွင့်လင်းဆုံးပြောပြတယ်အရေးအသွေးကောင်းတဲ့တင်တန်းသူတွေကိုဒီချက်ကမွေးထုတ်ပေးတဲ့အတွက်ဒီချက်တင်တန်းမှာတွေကတော့မမှန်ဘူးဆိုရင်ပြန်ဖြုတ်ရတယ်ပြန်ချုပ်ရတယ်เนาะအမြဲတမ်းဒီချက်လောက်ခိုင်းတယ်ဘာကြောင့်လဲဆိုတော့ဒီအချိန်မှာโอเคမိမိကဟာလာကျမကကိစ္စမရှိဘူးကျမကကိုယ်တိုင်ကင်မာမှုတော့အရေးမကြီးပါဘူးလေပြန်ဖြုတ်ခိုင်းတယ်ပြန်ပြင်ခိုင်းတယ်ဘာကြောင့်လဲအမြဲတမ်းစနစ်တကျဖြစ်သွားအောင်လို့လုပ်ခိုင်းတာโอเคကောင်းပြီဒီအချိန်မှာတော့ဟာလာကိုယ်တိုင်ကင်မာမှုတော့အရေးမကြီးဘူးထားလိုက်ပါဒါလေးနောက်မှလုပ်လို့လည်းရပါတယ်နောက်မှဆိုတဲ့စကားကလည်းဘယ်တော့မှမလုပ်ဖြစ်တော့ဘူးဘယ်တော့မှမလုပ်ဖြစ်တော့ဘူးအဲ့တော့ကိုလုပ်တဲ့အလုပ်တစ်ခုတိုင်းကတခါတည်းလုပ်တဲ့အချိန်မှာစိတ်ဓာတ်ပါပြုပြင်သွားရတယ်အဲ့ဒါမှဒီချေတို့လုပ်တဲ့အလုပ်ကလေးတွေကတတ်တရရလှလှပပနဲ့ထွက်လာတာเนาะအခုဒီချေရန်ကုန်လက်တွေ့သင်တန်းမှာဆိုလို့ရှိရင်ဒီချက်စီမှာ online အမြဲတက်နေတဲ့သင်တန်းသူတွေရဲ့လက်ရာကတော့ပြောစရာမရှိတော့ဘူးဒါပေမဲ့သင်တန်းသူအစ်စ်2ယောက်ကလက်ရာတွေသူတို့တော်တော်လိုက်နိုင်တယ်အဲ့ဒါဘာလဲသိလားသူတို့စူးစားတယ်ဒီချက်ပြောတယ်မရဘူးဒီနေရာမှာပြန်ဖြုတ်ရမယ်ပြန်လုပ်ရမယ်တစ်ချက်မငြင်းညူဘူးသူတို့အကုန်လုံးဒီတိုင်းသင်ပေးတဲ့အတိုင်းသူတို့လုပ်သွားတယ်အဲ့ဒါဒီဘာလဲဆိုတော့အရေးအသွေးပြေဝတဲ့သင်တန်းသူဖြစ်ဖို့ဆိုတာတနေ့မှာလုံးဝမလွယ်ဘူးเนาะဆိုတော့အဲ့လိုပဲဒီချက်အခုသင်တန်းမှာသင်တန်းအစ်စ်လာတက်တဲ့သူတွေအားလုံးလည်းဒီလိုပဲဒီချက်စနစ်ကြအောင်လုပ်ခိုင်းတယ်လိုက်နာတဲ့လူရှိသလိုမလိုက်နာနိုင်တဲ့လူလည်းရှိတယ်မလိုက်နာနိုင်တဲ့သူကသူကိစ္စလိုက်နာနိုင်တဲ့သူကတော့ယနေ့မှာသူတို့ရဲ့လက်ရာလေးတွေဘလောက်ထိတိုးတက်လာလဲဘလောက်ထိလက်ရာတွေကောင်းလာကြလဲဆိုတာတစ်နှစ်နဲ့တစ်နှစ်တစ်နှစ်နဲ့တစ်နှစ်ကိုမတူအမညီမတွေအကုန်လုံးအတူတူပဲအဲ့ဒါဘာလဲဆိုတော့သူတို့ရဲ့စူးစမ်းမှုတွေเนาะဒီချက်အနေနဲ့ကလည်းဒီချက်ကလည်းကိုတေချာစနစ်တကျသင်ပေးလိုက်တဲ့သင်တန်းသူတွေအားလုံးကိုအရေးအချင်းထက်အရေးအသွေးကောင်းတဲ့သင်တန်းသူဖြစ်အောင်ပဲဒီချက်လိုချင်တယ်ဒါကြောင့်မလို့ဒီချက်သင်တန်းတွေလာတက်လို့ရှိရင်တော့ပြန်ဖြုတ်ရတယ်ပြန်ချုပ်ရတယ်ဆိုတာကိုညှဉ်းညူလို့မရပါဘူးလို့ကြိုတင်ပြောပြချင်ပါတယ်နားလည်လိမ့်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်နိုင်ဆာမေနီလာကွေးပါရှင်